ကြည့်ပါဦးမမီတားနေရဟိုဘက်နဲ့ဒီဘက်နဲ့ညီးပါနော်ဒီဘက်လေးနည်းနည်းလိုသေးလား ဟုတ်လို့လားသူရဲ့ မမီလှအောင်လုပ်ဖို့နော် ဟိုလှမမီနဲ့တွေ့ရင်လှမှာဗောတမီးအဆင်ပြေလုပ်ပြလိုက် ကွာမင်းရက်တောင်လားညောင်ရွက်နဲ့မှားပြီးဝေးလား ရက်တော်ကြီးစရာ မင်းရက်တောင်လည်းကြည့်ကွာဒီရက်တောင်လည်းဘာလို့လေရ ဟုတ်ဆရာရဲ့တရားတဲ့ပစ္စည်းတွေများတော့ချုပ်လာတာပါအော်မင်းလားဟိုမင်းသားအားနာလိုက်တာဗျာဒီမှာအခုလို့စောင့်နေရတာလေဟိုကျွန်တော်တို့ကခီးရတယ်ဝေးတယ်ဆိုတော့လေသွားမှာမို့လို့လာတောင်းမှတာနော်မင်းသားနော်ဒီစားလည်းဒီမှာပဲချိန်လာလို့ပါ ရပါတယ်တိုင်းတိုင်းဟိုကကျွန်တော်လည်းရိုင်းမဲ့ location တွေကကျွန်တော်လည်းတေချာမသိဘူးလေအဲကြောင့် software ကနောက်ကပဲကျွန်တော်စားနေလိုက် ဟိုခီးရဝေးတဲ့ခါကျတော့လေကျွန်တော်ဇညုံးလေးနည်းနည်းကြိုပေးထားခြင်းနဲ့လမ်းမှာဖတ်သွားလို့ရအောင်လေဟိုမင်းသားပြင်ရရှိလေပြင်လို့ရအောင်ပါနော်မင်းသားနော် ဖတ်တော့ဖတ်ထားသေးတယ်လေ ဟိုမင်းသားလေးဟိုဖတ်ထားလဲဆိုမဲ့ဒီဒါအသေးစိတ်လေးပြန်ရေးထားတော့ပါ ဟုတ်โอเคပါဟုတ်ကြည့်ထားလိုက်ပြီ မင်းဟိုလေဒီစိမ့်ပါလေကျွန်တော်နည်းနည်းလေးပြင်ထားတာဟိုသွားမဲ့ခီးရတယ်နည်းနည်းဝေးတဲ့ခါကျတော့ဟို location လာလေးနဲ့ကျွန်တော်လိုချင်တယ်လေအဲကြောင့်ကျွန်တော်ဒီဇညုံးလေးကျွန်တော်နည်းနည်းပြင်ထားတယ်လမ်းမှာသွားရင်လည်းဆက်တော့ဖတ်ကြည့်ပြီပါနော် ဟုတ်ကဲ့ပါဟိုဖတ်တော့ဖတ်ထားပါလေ ဟုတ်နည်းနည်းပြင်ထားတာလည်းရှိလို့ပါဟုတ်ကျွန်တော်လည်းပြင်တာများနေဟေးဂျိုင်းရဲ့ဂျိုင်းရဲ့လာဟာလာဟောဘယ်ဟောတန်ထွက်နော်ဟုတ်ကဲ့ဟိုကျွန်တော်အဲ့ဒါကိုပြေးလိုက်တော့ဟုတ်ကဲ့ကျွန်တော်ရောက်ခေါ်လိုက်တယ်မင်းတို့မင်းကစောင့်နေတယ်မင်းကဘယ်လိုနောက်ကြလဲချိန်လိုက်ကြည့်ကြအောင်ရှင်တို့တွေကဟိုကိုယ်လိုက်ပါဗျာဒီမှာကျွန်တော်အဲ့ဒါလေးဟုတ်ကဲ့ဟိုကောင်လေးမာရာပစ္စည်းဟိုမဝန်ဖြစ်မမေ့နေနဲ့ဟုတ်ကဲ့လောက်တော့ရတော့လို့လာမှာတန်းတယ်မင်းတို့ကနေဘူးလေးကစောက်ဒုက္ခအေးအောက်ကမင်းတို့ဘယ်ရောက်ပြီလဲကျွန်တော်တို့ချမ်းရှိရောက်နေပါပြီဟေ့ရဘယ်ချမ်းရှိရောက်တာလဲမင်းတို့ကချမ်းရှိကနေဆက်နေတာလေဘယ်လိုချမ်းရှိပါရောက်နေတာဟာမြင်မလားကွာမိုးရပါလားမိုးရဟုတ်အေးပါပါရဲ့တိုင်းပါပါဩမင်းတို့ကွာနောက်ကြနေတယ်မင်းနာမင်းတို့စောင့်နေရတယ်မင်းတို့ကပါကျင်တော့လဲမင်းတို့ပဲထဲ့ရတယ်တော့လဲမင်းတို့ကနောက်ကြနေတယ်ဟိုကျွန်တော်တို့ကစောရထားကားရဲ့လမ်းမှာတအားကျက်လို့မင်းတို့ကငါပြောတယ်လေအစောကြီးကြိုထားပါနေပွင့်သွားနေကားရဲ့ကြက်တော့တာဟိုတကောင်ကြီးကထိုးမိအောင်မယ်ဟောမထိုးပါဘူးနင်ဘာလို့စဉ်းသိပြီလားဖြစ်စဉ်းသိလို့လားကြက်လားဟောပြာရောက်ခက်ကဲတွိုင်းလိုက်နဲ့လမ်းမှာဇညွန်းလေးတွေကြိုပြီးဖတ်လို့ရအောင်ကြိုပြီးပေးထားမယ်ရောက်ဒီမှာအဲ့ဒါ